Hello, chào là. Ok, chào bạn. Con nào cũng vào cùng máy tìm giờ tại kêu nè, set up rồi. Resolution is that em mà nó sẽ nó sang hà tí sang hà tông sẽ sử dụng thì có ông brand thông gì lúc gì này cũng là tại này restaurant lúc mấy thoa làm mà vậy resolution tại lúc sẽ resolution tại scala lúc resolution này class list sử dụng mấy thoa làm mà vậy thì khi nấu lại mà vậy là thì nấu mà vậy là Mani vale, güey. resolution file cho xong rồi resolution P1 resolution statement cho ông rồi statement Em ạ. thì chúng statement rồi ha file đi chuyện gì đó sẽ ha đi sao rồi lại Hai apa 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 tahu ya. resolution statement တော့မယ် statement မှာ comparison operator ကိုကျွန်တော်တော့မယ်ဥပမာငယ်ငယ်တုန်းကဥပမာငယ်ငယ်တုန်းကဥပမာမုတ်စားမလားဥပမာဆိုမုတ်စားမလားမုတ်အိတ်မလားအိတ်မလားမုတ်အိတ်မလားအရိုက်ခံမလားဆိုပြီးတော့ငယ်ငယ်တုန်းကအဲ့လိုမျိုးအမေတွေကရွေးခိုင်းတာရှိတယ်လေတည်မလားအိတ်မလားအရိုက်ခံမလားဥပမာဆိုစားချက်မလားစားချက်မလားအရိုက်ခံမလားစားချက်မလားအိတ်မလားအဲ့လိုမျိုးနေရာတွေမှာ comparison operator သုံးတယ် Nine နဲ့ တိုင်းရှင်တဲ့နေရာတွေမှာ operator comparison operator ကိုသုံးတယ် comparison comparison operator ကိုသုံးတယ်အဲ့လိုတိုင်းရှင်တဲ့နေရာတွေအဲ့လိုတိုင်း equal နှလုံးတချို့Java script မှာဆိုလို့ရှိရင် travel equal 3လုံးရှိတယ်ဒါပေမဲ့ Python မှာကျတော့နှလုံးပဲရှိတယ် Java script မှာdouble equal လေးရှိရယ် travel equal လေးရှိရယ် C double plus မှာ travel equal ဟုတ်တယ် travel equal ရှိလားမသိ C double plus မှာ C double plus မှာလည်းရှိလောက်တယ် ရှိအဲ့ဆိုလို့ရှိရင်Python မှာကျတော့ Python မှာကျတော့ double equal ပဲရှိတယ် Python မှာတော့ double equal ပဲရှိပြီးလို့ရှိရင် double equal ပြီးလို့ရှိရင်နောက်တစ်ခုက not equal not equal မညီတာ ပြီးလို့ရှိရင် not greater than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  less than less than or not the two now greater than equal greater than equal greater than or What after in the Java development and the clear study about it within after less than less than equal or 이거 계속 반응하면 되는 이거 나오지 않아요. เดี๋ยวနောက်တစ်ခုက
is ဘယ် language မှာပါလေးပါတာမရှိဘူးပါတဲ့ language ရောပါတယ် is not ဆိုတဲ့ဟာ is is no integrity identify operator identify because နောက်တစ်ခုကကြတော့ in မှာ in comma not not ဒီနှစ်ခုကကြတော့ Python မှာပဲပါတာတခြား language မှာပါတော့ပါရတာတကယ်တယ်ပါin not in ကိုကြတော့ membership လို့ခေါ်တယ် membership membership ဆိုတော့ ဟုတ် ဒါဆိုတော့ comparison operator အကြောင်းကိုပြောမယ်ဥပမာ first year ကလေးတွေရှိရမှာ first year မှာ serial black တင်တယ် serial black တင်လို့ရှိရင်အမှာ if စစ်တာလေ if စစ်တာ I have if စစ်တယ်ဆိုတော့ if condition first ဆိုလို့ရှိရင် in Java script ပြီးတဲ့အခါဒီလာကြောင်းတဲ့မှာ Java script မှာဆိုလို့ရှိရင် Java script မှာဆိုလို့ရှိရင် h equal တရားဥပမာဆိုတော့ Java script မှာပါ h equal တရားပုံမှန်ပဲကြတယ်အဲ့လိုဆိုပြီးတော့ if နဲ့ဆက်တယ် if without context h က equal to ညီရဲ့ a ကလည်းညီရဲ့ညီလို့ရှိရင် console တော့မှာဘာဖြစ်မလဲ solution အဲ့လိုမှမဟုတ်ဘူးဒီ condition ကမှားတယ်ဆိုလို့ရှိရင် ENSC အဲ့ဆိုပြီးတော့ အောက်က ဆိုတော့ log for ပေါ့ တော့ pause ဆိုလို့ရှိရင်အဲ့ပြီးတော့မှအောက်မှာ console တော့ semi comma ဟုတ်လား hello Java script မှာ semi comma ပါလိုက်ရရင်မပါလိုက်ရရင်เนาะဒါပေမဲ့ Java script မှာပါသင့်တယ်ဆိုတာက JSON object တွေလေ JSON တို့နောက်ပိုင်းကြလို့ရှိရင် Node.js တို့တွားလို့ရှိရင်comma တွေကမထည့်မဖြစ်ထည့်ရမှာဆိုလို့ထည့်ရမှာမဟုတ်ဘူး Java script ကိုပုံမှန်ကုတ်နေရတယ်ပုံမှန်ဆိုလို့ရှိရင် Java script မှာ comma မပါလိုက်ရတယ် ဟုတ်ကဲ့ အဲ့ဆိုလို့ရှိရင်ဒါလေး comma ပေးတာဒါ Java script မှာเนาะ Python မှာဆိုလို့ရှိရင်ဘယ်လိုရေးလဲ Python မှာဆိုလို့ရှိရင် Python မှာဆိုဘယ်လိုရေးလဲဆိုတော့အမှ variable name ကြီးညာစရာမလိုဘူး h equal to 100ဆိုပြီးတိုင်းရေးလိုက်ပြီးတော့ if ဆိုပြီးတော့ဥပမာဆိုလို့ရှိရင်ဒီ condition ကဒီဘောင်ဝင်လာကိုလိုက်တဲ့ condition က true ဖြစ်တယ်ဆိုလို့ရှိရင် true ဖြစ်တယ်ဆိုလို့ရှိရင်ဒီအောက်က print ကအလုံးလုံး print ထဲမှာ I ဆိုပြီးတော့အလုံးလုံးအဲ့လိုမှမဟုတ်ဘူးဒီကောင်အလုံးမလုပ်ဘူးဆိုလို့ရှိရင် ENC S full column တခုတည်းရမှာ full column မပါလို့မရဘူးဒီတော့နောက်ဆို print ဟုတ်ကဲ့ print hello print လို့ဆိုတယ်အဲ့ဆိုလို့ရှိရင်ဒီနားမှာ true ဆိုလို့ရှိရင် I ဆိုထွက်မယ်ဒီနားမှာ false ဆိုလို့ရှိရင် hello world ထွက်မယ်အဲ့ဒီဒီကကြည့်မယ်ဆိုတော့
လေးဝမ်းကြည့်မယ်ဆိုတော့ C1 နဲ့က Y နဲ့က P2 statement ပါတယ်ဟုတ် statement တော့ P1 ဆိုတော့ I ဆိုပြီးထွက်လာတယ်မ high ဆိုပြီးထွက်လာတယ် true ဆိုတဲ့ဟာအလုပ်လုပ်တဲ့အတွက် high ဆိုပြီးထွက်လာတယ်အဲ့လိုမှမဟုတ်ဘူးဒီကောင်လေးကို follow လုပ်ကောင်လေးကို follow လိုက်မယ်ဆိုလို့ရှိရင်ဒီ false လုပ်လိုက်မယ်ဆိုလို့ရှိရင်ညာလေးမှာ hello world ဆိုပြီးထွက်လာတယ်အဲ့ဒါလေးကိုရလာ if statement hello ဟုတ်ကဲ့ အန်ချာ ရပါတယ် ကြ တချို့လူတွေအငိုက်နေကြတဲ့အချိန်ဝင်အဲ့ဒီကြတော့အဲ့ဆိုလို့ရှိရင် 5 graph 5ဒီပေါ်นะအမှတပည့်ကွက်မဟုတ်ဘူး အားလုံးမှာတကယ်ကြမ်းဆိုအဲ့ဆိုလို့ရှိရင်ညီလေးမပြောနဲ့တခြားမိန်းကလေးတွေမေးကြည့်မယ်ဒီမှာဘာထွက်မှာလဲ yes ထွက်မှာလား no ထွက်မှာ yes ထွက်ပါ အဲ့ဒါခက်လာတော့ရေအဲ့ဆိုရင်နောက်တစ်ခုဒါဆိုရင်ရော ဘူးထွက်ပါ okay ကြည့်နေရတယောက်တည်းပဲလားဒါဆိုရင်ရော ဘူးထွက်ပါ ဘယ်ကနေထွက်မှာတေချာကြည့်ပါဦး yes ဒီထားတယ် ဒီ greater than ငါနဲ့လည်းညီရမယ် ငါထက်လည်းကြီးရ ဒီမှာ greater than equal ဆိုတာက equal ဆိုတဲ့ဟာကဒီမှာပုံမှာပြောထားတယ်လေဒီမှာ greater than or equal လို့ပြောထားတယ် greater than or equal လို့ပြောထားတယ်ကြီးလဲကြီးရမယ်ညီလဲညီရမယ် ငါထက်ချင်းကြီးမချင်းငါထက်ညီပေါ့ ငါထက်ညီလဲညီရမယ်ကြီးလဲကြီးရမယ်အကောင်က no ဖြစ် အဲ့ဒါကိုလည်းတကုတ်မှန် yes ဖြစ်မှာအဲ့ဒါကိုလည်းတကုတ်မှန် yes ဖြစ်ပြီ ဟုတ် ဆိုလို့ရှိရင်ဖြစ်တဲ့ရှက်ဟုတ်ပါနေထားကြည့်လိုက်နေထားကြည့်ရင်ရော no ဆိုတော့ no အဲ့မှာအခုသိထားမှာကမျိုးပါလေပိုက်တုံဘာရှင်းအဟောင်းနဲ့အစ်စ်နဲ့ဆိုတာအခုကကွဲသေးတယ်အဟောင်းမှာဆိုလို့ရှိရင်သူကလူရေးလဲဆိုတော့ဒီလိုမျိုးလေးကတ်ရေးတာအဲ့လိုမျိုးလေးကတ်ရေးတာအဟောင်းမှာဆိုတော့သူကတ်ရေးတာဒါပေမဲ့အစ်စ်မှာဆိုလို့ရှိရင် space တစ်ချက်တော့ခုံပေးရတယ် space တစ်ချက်တော့ခုံပေးရတယ်ဆိုတာအကြောင်းရှိတယ်ဘာဖြစ်လို့ space ခုံပေးရလဲဆိုတော့နောက်ပိုင်းနေမှာကပိုက်တုံကကြာနည်းနည်းပြီးဘယ်လိုလဲspace text key ခုံမှာ space တစ်ချက်ခုံမှာ
အဲ့ဟာတွေပါမှအဆင်ပြေတဲ့ဟာတွေရှိတယ်တချို့နေရာတွေမှာပေါ့နော်ဒီနေရာမှာတော့ space ကခြားစေချင် space လေးသုံးပြီးတော့ပူလာ space မလုပ်ဘဲနဲ့ဒါနဲ့ငါးနဲ့ equal နဲ့ကတ်နေတယ်လို့ငါတို့ညာတို့အဆင်ပြေပါကောင်းပြီငါမညာတိလာတယ်လောလောဆယ်တော့အဲ့ဒါမှတ်ထားပြီဒီကြားထဲမှာ space လေးတစ်ချက်ခုံနေဒီနောက်မှာလည်း space တစ်ချက်ခုံနေအဲ့လိုမှတ်ထား ဟုတ် နောက်တစ်ခုကကျတော့ less than equal ရှင်းစအဲ့ဒါမိတ်ကလေးတစ်ချက်ပြောပြီးတော့ဟိုပါလေဒီကောင်ပြန်ဝင်ရမှာလားဆိုလေဒီ email သစဉ်သူဆိုလားထုံးဆိုလားသူပြောပြီ ဖိုင်နေကြီးနဲ့ အဲ့လိုကြလား email သစဉ် ဟုတ်ပြီ ထုံး yes တွေ့မှာ ဟမ် yes သူကလက်စမ်းမှာထက်ငယ်မယ်ငါလည်းညီမယ်ဆိုတော့နားတယ် ငယ်တော့နှစ်ထင်ငယ်နေရဆိုတော့မှန်နေပြီ အမှန်နဲ့လေ မှန်တယ်လေ အမှန်နဲ့လေ yes တွေ့မှာဟုတ် အဲ့တော့တရားဆွမ်းတော့နောက်တစ်ခုကကြတော့ဝေဒါလာတမတ်တော့ဘာဆိုလို့ရှိရင်ထားလိုက်ဒါလေးရရနော်ဒါမှလည်းမရှိဘူးနော်ဒါလေးနားမလဲအောင်မရှိဘူးနော်ဒီနားဒီရကောင်းဒီမရှိဘူးနော်မရှိရင်တက်ဆက်တော့ ဟုတ်ကဲ့ နားမလဲတစ်ခါလည်းနေနော်ဒါဆိုလို့ရှိရင် a equal to let's say that to be equal to C equal to C equal to the values of C equal to the top on the top that solution အောက်က statement နှစ်ကြောင်းပဲအောက်က statement နှစ်ကြောင်း is an additive operator ဆိုတဲ့ဟာအကောင်ကကြတော့ string string A ကဖြစ်တယ် A ကရှိတယ် B ထဲမှာရှိတယ်ဆိုတော့ဒီကောင်မှန်လား A က B ထဲမှာရှိတယ် A ကဖြစ်ပါတယ် B ပေါ့ A ကဖြစ်ပါတယ် B ပေါ့နားလည်လား A က is ဖြစ်ပါတယ် A က B ဖြစ်ပါတယ်လို့ပြောတာအဲ့တော့ A နဲ့ B နဲ့ကညီလား မှန်တယ်မို့ ဒီမဲ့ ဟုတ် ဒါဆိုလို့ရှိရင် true true အဲ့ဒါလည်း true ဆိုနေပါတယ်ပြန်မှာတော့ string A ကဖြစ်ပါတယ် C ဖြစ်ပါတယ်ဆိုရင်အဲ့ဒါဖြစ်ပါတယ် false 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 အဲ့မှာတခုသိထားမှာကserial blood တင်တဲ့ကလေးတွေသိတာမသိတာတော့မသိဒီ equal တစ်လုံးနဲ့ဆိုလို့ရှိရင်ဒါ assignment operator လို့ခေါ်ဒီ equal တစ်လုံးနဲ့ဆို assignment operator လို့ခေါ်တယ်နော်အကောင် assignment operator ကဘယ်လိုလုပ်လို့လဲဆိုဒီ A ထဲက data တွေကဒီထဲကို B ထဲကိုသွားပေါင်းပါ right to left A ထဲက data တွေက B ထဲကိုသွားပေါင်းပါ right to left ပြီးတော့မှအဲ့ B ထဲကိုပေါင်းပြီးတော့ B ထဲကဟာတွေအကုန်လုံးကဒီ A ထဲကိုပြန်ရောက်စဝိုင်းပုံပဲသွားတာ
ဒီပူစကမှာပြောရဆိုရင် Microsoft Asset တို့စာရေးပိုင်း SQL တို့ Oracle တို့ Google တို့ဒီလို အဲ့တော့ A တွေက data တွေကဒီထဲကိုရင်တော့ရောက်မယ်ဒီထဲကိုရောက်ပြီးတော့ဒီ B နဲ့ data နဲ့ A နဲ့အတူတူပဲဖြစ်သွားမှာအဲ့လို serial ဘက်မှာတင်ရပြီလား ကြာပြီးတယ်မှာတွားရေးတော့ ဘေးရနေလား အဲ့လိုကြားလိုက်ပြ Cisco မှာဆိုရင်လည်းလိုက် အဲ့တော့ A တွေက data တွေကဒီထဲကိုရောက်မှာအဲ့တော့ B နဲ့ A နဲ့ကညီရယ်ဆိုပြီးဖြစ်သွားတယ် A က C နဲ့ A က C ဟုတ်ပါသလားလို့ပြောမဟုတ်ဘူး A က C ဟုတ်မှာမဟုတ်တာအဲ့မဟုတ်ဘူး ဟုတ် ဒါမျိုးပေါ့နေပြီပြောနောက်တစ်ခုသမီးရေဆက်တယ်လားနော် ဟုတ် A ကတဲ့ is not C it is not C ပေါ့ A is not C ဆိုတော့ A ကတဲ့ is not C True မဟုတ်ဘူးတဲ့ true ပေါ့ true ဟုတ် true ဖြစ်သွားတယ်အမှတစ်ခုသိထားမှာကဒီ is ဆိုတဲ့ဟာကို keyword လို့ခေါ်တယ်ဒီ is ကဒီ is not ရဲ့အကောင်ကို keyword လို့ခေါ်တယ် is not keyword was k keyword keyword w WOR အကောင်လေးis is not တို့ is not တို့ keyword လို့ခေါ်တယ်အထီးရပါလား keyword အထီးရပါသလားနော် ဟုတ် ရပါတယ် ဟုတ်ပါတယ် စားရခါတယ်လို့စီလည်းမဟုတ်ဘူးမအဲ့ဆိုလို့ရှိရင်ဆက်သွားမယ်နောက်တစ်ခုကကြပါလဲဆိုတော့ membership operator ကိုသွားမယ် membership operator ဆက်သွားမယ်ဆိုလို့ရှိရင် h equal to အဲ့မှာ Python မှာတစ်ခုထူးခြားတာဘာထူးခြားမြင်မိလားထူးခြားတာတစ်ခုရှိတယ်ဘာထူးခြားလဲဥပမာဆိုရင်ဘယ် language ပဲဖြစ်ဖြစ်နေအဲ့လိုဖြည့်ရနေဟိုကခံပြရတယ် variable ဥပမာဆိုလို့ဘာလို့ less တို့ javascript မှာလို့ဘာလို့ less တို့ const တို့ဥပမာဆိုလို့ရှိရင် serial graph မှာဆိုလို့ရှိရင် integer တို့ float တို့ double တို့ဘာလို့ဒါdata type တွေဒီမှာကျတော့ data type ချိန်ညာပြန်လို့တက်ခေါ်သုံးလို့ရတယ် တရားဟုတ်ကဲ့ သူ့မှာကျတော့ဟိုဟာရှိရ library တွေအများကြီးရှိရပေါ့နော်အဓိက library နဲ့အလုပ်လုပ်တာ Python ကကျတော့ ဟုတ်ဥပမာဆိုတော့ကိုချလို့ရှိရင်ဒီမှာ Python version 1.40.5 ကို down ပြီးတော့ Python version အဲ့လောက်နဲ့လုပ်နေတယ် Python version 3ပေါ့နော် Python version 3နဲ့သုံးနေအဲ့ 3ထဲမှာမှ library တွေအများကြီးရှိတယ်အဲ့ကြောင့်မို့ Python တစ်ခါ down မယ် Python တစ်ခါလုပ်မယ်ဆိုလို့ရှိရင်ရင်တော့ဒါ down ရတယ်ဒါ down ပြီးလို့ရှိရင် extension ထဲမှာ Python နဲ့စနစ်ဟာ install လုပ်ရတယ် install လုပ်ပြီးလို့ရှိရင် Python exe file ကိုတစ်ခါထပ် down ရတယ်Python.exe ဆိုတဲ့ file လေးတစ်ခါတက် down ရတယ်အဲ့လို down ပြီးတော့မှ Python run လုပ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ Python မှာ library တွေအများကြီးရှိလို့အဲ့ library တွေကိုအထက်မှာထည့်ပြီးတော့သုံးရမှာအဲ့ကြောင့်တစ်ခါစစ်3ခါစစ် down ရတာအဲ့လိုအဲ့လိုမျိုးတစ်ခါစစ်3ခါစစ်မdown ချင်ဘူးဆိုလို့ရှိရင်ဒီကောင်လေးသုံးလိုက်ရင်ရတယ်ဒီမှာ Python community ဆိုတဲ့ဟာအကောင်လေးကျတော့ Python only ဆိုတဲ့အတွက်ဟိုဟာ Python exe file down ပြီးတာနဲ့ဒီကောင်ဒီ file လေး down ပြီးလို့ရှိရင် file ဥစ္စာကုတ်က run လို့ရတယ်အဲ့ဆိုရင်ဆက်တော့အဲ့ဆိုရင် print ထဲမှာဥပမာဆိုလို့ရှိရင်20က in ပါဝင်တယ် h ထဲမှာပါဝင်တယ်20က h ထဲမှာပါဝင်တယ်ဆိုတော့မှန်လားမမှန်ဘူး20က h ထဲမှာပါဝင်တယ်ဆိုတော့ true ပေါ့20က h ထဲမှာပါဝင်တယ်
membership operator ဒါဆိုလို့ရှိရင် shoe ဆိုပြီးတော့ပါတယ်နောက်တစ်ခု print ငါက ပါဝင်နေ X ထဲမှာပါအောင်ဒါဆိုလို့ရှိရင်ငါ X ထဲမှာပါဝင်တာလားမပါဘူးမပါဝင်တဲ့အတွက် false ဟော about for ဒီလိုရှိရင်ဟုတ်ပြီ print tobacco e နောက်တစ်10 minute 10 minute နေဆုံးတစ်ခါကြာတော့စိတ်တွေ10 minute နေဆုံးကြတယ်ဆုံးကြပြီးပြန်ဝင်ရင်သေးလား you know အားဆိုလို့ရှိရင် 7 ခုန နှစ် ခုန 40နိုင်ရွက်ပဲရှိသေးတယ်7 minute ဟုတ် အားဆိုလို့ရှိရင်ဒီနေရာကိုဒါ true ဖြစ်မှာလား false ဖြစ်မှာလားအီးမြတ်တစ်စင်ထွန်းလားဟုတ်တယ်ဟုတ်ဒီ1ထွန်းဟုတ်တယ် ဖေရတဲ့ကို E က E ပါဝင်တယ် student ထဲမှာပါဝင်တယ် true true ဟုတ်တယ် true ပြီးရင်နောက်တစ်ခု O က nos in the following အတောင်ကကြတော့ဒီပါလေဘယ်လိုဆက်နေမလဲ ပေါ့ ဒီ about လို့ false လို့ပါတယ် ဒီမျက်နှာခင် false for ကို နောက်မှာနောက်ကမှဆက်ပြောတော့နိုင်လို့နောက်ကမှနောက်ထပ်မေးတော့ပူဆက်မေးတော့မယ်ခုနအဲ false ဆိုပြီးတိလာအဲကြောင့်မဆက်လို့ရှိရင်နောက်တစ်ခုအဝေးကခုဒီဆောင်မယ်အဝေးကနဲ့မှာဆွကမှာ you know အဲဆိုလို့ရှိရင်ဒီအောင်ဒီဘယ် you ရတဲ့ပါဝင်နေတယ်ခဲထဲမှာပါဝင်နေတဲ့အဲ့တော့ဟုတ်လားခုနမေးမြန်းလို့ခင် ဟုတ်တယ်ကို အဲ့ဆိုလို့ရှိရင်တော့ဘယ်တန်လေးမကြားဘူးဘာကန်ကြားတော့အဲ့ဆိုလို့ရှိရင် you က you ကခဲမှာတဲ့ပါဝင်သလားတဲ့အဲ့ကြတော့နောက်ထပ်မင်းလေးတယောက်ဖြစ်ပြီးရုံးရက်တင်ဘူးလားရုံးရက်တင်ဘူးရှိလားမရှိတရားရောက်ပြီပဲ မားတယ်ကို JavaScript မှာဆိုလို့ရှိရင် JavaScript မှာJavaScript မှာဆိုရင်အဲ့ဒါမှန်တော့လား JavaScript တင်ဘူးလား ဘာလို့မတင်ရလဲ အဲ့ဆိုထားလိုက်ကြအဲ့ဆိုလို့ရှိရင် false ဒီ in ကိုဘာလို့ခေါ်လဲဒီ in လေးကိုဘာလို့ခေါ်လဲခုနကပြောခဲ့သေးတယ် in လေးကိုဘာလို့ membership operator ဟုတ် in ကိုဘာလို့ခေါ်လဲ keyword keyword လို့ခေါ်တယ်ဒီ in ရောလဲ keyword เนาะ in ရောလဲ keyword လို့ခေါ်တယ်ဒီအကုန်လုံးဒီခြေတရားဟာအကုန်လုံးပေါင်းမှာ membership operator လို့ခေါ်တယ် ဟုတ်ကဲ့ ခြေတရားစာလုံးတစ်လုံးလဲဆိုလို့ရှိရင် keyword လို့ဟုတ် print
you in journal ဒါဆိုတော့ for or true or false false ပဲ false false အေးဒါလေးလုံးမပြပါဘယ်နာတော်ပိုင်းမှတ်ထားကြတာ false လုံးမက